BIM software နဲ့အလုပ်လုပ်တဲ့အခါတကယ်ကိုအချိန်ကုန်ပြီးလူကိုပင်ပန်းစေတဲ့အချက်တစ်ချက်ရှိပါတယ်။အဲ့ဒါကတော့ပြင်ဆင်မှုတွေကိုထက်ခါတလဲလဲလုပ်နေရတာပါပဲ။ဒီနေ့မှာတော့အဲ့ဒီပြဿနာကိုဖြေရှင်းပေးမယ့်အပြင်အလုပ်လုပ်ပုံကိုပါပိုပြီး smart ချစေမယ် BIM ရဲ့စွမ်းထက်ဆုံး concept တစ်ခုဖြစ်တဲ့ type နဲ့ instance ကြောင့်ကိုတည်တည်ချာချာလေးရှင်းပြသွားမှာပါ။ ဒီမေးခွန်းကိုတစ်ချက်ကြည့်လိုက်ပါ project တစ်ခုမှာပြည်တွင်းပေါက် design တစ်ခုကိုပြောင်းဖို့လိုလာပြီဆိုတော့အဲ့ဒီပြည်တွင်းပေါက်ကလည်းနေရာပေါင်းစုံမှာတုံးထားတယ်။တစ်ခုချင်းစီကိုလိုက်ပြင်းမလားဒါမှမဟုတ်အားလုံးကိုတစ်ချက်တည်းနဲ့ပြောင်းလိုက်မလားဒါကနေရလိုဂျုံနေရတဲ့လက်တွေကြတဲ့အစင်ခုံမုံတစ်ခုပဲလေဟုတ်ပါတယ်ဒီနေရာမှာပိုပြီးထိရောက်တဲ့နီလန်းဆိုတာရှိပါတယ်တကယ်တော့ဒီလိုစိတ်ရှုပ်စရာကောင်းတဲ့အခြေအနေကိုလုံးဝလွယ်ကူသွားစေမယ့်အင်မတန်အစွမ်းဆက်တဲ့ဖြည့်ရှင်နည်းတစ်ခုရှိနေပါတယ် Okay ဒီ concept ကိုလုံးဝရှင်းရှင်းလင်းလင်းမြင်သွားအောင်အရင်လွယ်တဲ့ဥပမာလေးတစ်ခုနဲ့စကြည့်ကြရအောင်အဲ့ဒါကတော့ပုံစံချမ်းနဲ့တကယ်အလျှောက်အောင်ကိုနိုင်ရှင်းပြမှာပါပထမဆုံး type ကိုကြည့်အောင် type ဆိုတာကပင်မပုံစံချမ်း master blueprint ပေါ့ဒါဟာအရာဝတ္ထုတစ်ခုရဲ့အရွယ်အစားသုံးမဲ့ပစ္စည်းအယောင်စတဲ့အဓိကချက်လက်တွေအားလုံးကိုသတ်မှတ်ပြီးထားတဲ့စီးမင်းစည်းကမ်းအစုအဝေးတစ်ခု DNA တစ်ခုလို့တောင်ပြောလို့ရပါတယ် instance ကကြတော့အဲ့ဒီပုံစံချမ်းအဲ့ဒီ blueprint ကိုအခြေခံပြီးဖန်တီးထားတဲ့အခုချင်းစီဖြစ်တဲ့အဆောက်အအုံအစစ်တွေကိုဆိုလိုတာပါဆိုတော့ပုံစံချမ်းတစ်ခုတည်းကနေ instance ပေါင်းများစွာတနည်းအားဖြင့်အဆောက်အုံပေါင်းများစွာကိုစောင့်နိုင်တာပေါ့ဒီမှာတော့ BIM ရဲ့အစွမ်းကတကယ်ပေါ်လာတာပါပင်မပုံစံချမ်းကိုပြင်ဆင်လိုက်တာနဲ့ပုံအဲ့ဒီပုံစံချမ်းရဲ့ DNA ကိုအခြေခံထားတဲ့အဆောက်အုံအလုံးဟာတပြိုင်နက်တည်းပြောင်းလဲသွားမှာဖြစ်ပါတယ်ကဲသဘောတရားကိုသိပြီဆိုတော့ software ထဲမှာလက်တွေ့ဘယ်လိုအသုံးချမလဲကြည့်လိုက်ကြစို့ edit type ကိုသုံးပြီး project ကိုလုံးကိုတက်ရမယ်ပြောင်းလဲမှုတိကိုဘယ်လိုလုံးမလဲဆိုတာကိုပေါ့ဥပမာအနေနဲ့ဒီပြတင်းပေါက် type ကိုကြည့်ရအောင် infix 0406 cross 0610mm ဒီ model ထဲမှာဒီလိုပြတင်းပေါက်မျိုးအလုံး90ကျော်သုံးထားရလို့ခဏသဘောထားလိုက်ရအောင်လုံးဝမှာကအံ့ဩစရာကောင်းလောက်အောင်ရုပ်ရှင်းပါပဲအဲ့ဒီမျိုးစားထဲကပြင်းပေါက်တစ်ခုကိုရွေးမယ် edit type ကိုနှိပ်မယ်သူ့ရဲ့အကျယ်နဲ့အမြင့်လို့ parameter တွေကိုပြင်ဆင်မယ်ပြီးရင် okay ကိုနှိပ်လိုက်ရုံပါပဲအဲ့ဒီ click တစ်ချက်နှိပ်လိုက်တာနဲ့ချက်ချင်းဆိုသလိုပဲ project ထဲမှာခြေတဲ့ဒီမျိုးစားပြတဲ့နောက်အားစိတ်တော်လုံးရဲ့အရွယ်စားတွေဟာအားလုံးတစ်ပြိုင်နက်တည်းပြောင်းလဲသွားပါပြီတခုချင်းလိုက်ပြင်ရတဲ့အချိန်ဒီအများကြီးတက်တာသွားပြီလေဒီမှာအရေးကြီးဆုံးကသူ့ရဲ့တိကျမှုပါပဲကျွန်တော်တို့ပြင်လိုက်တာက mfix 4046x 0610mm ဆိုတဲ့ blueprint ခုတည်းကိုပဲလေဒါကြောင့်တခြား 0915x 1830mm လို့အမျိုးအစားမတူတဲ့ပြင်ပေါက်ကြီးကိုလုံးဝမထိခိုက်သွားဘူးဒါကထင်ချုံမှုအပြည့်အဝရှိတယ်ဆိုတာကိုပြတာပဲကောင်းပြီအားလုံးကိုဒီပုံစံဒီပြောင်းသွားကိုနိုင်လေသွားပြီဒါပေမဲ့တကယ် project တွေမှာတစ်ခုချင်းစီကိုတီးတန့်ပြင်ဆင်ဖို့လိုအပ်တဲ့ချိန်တွေလည်းရှိလာမှာပါအခု properties ကိုသုံးပြီးတစ်ခုတည်းကိုပဲဘယ်လိုပြင်မလဲကြည့်ရအောင်အလုံးကိုမဟုတ်ပဲ element တစ်ခုကလေးကိုပဲတီးတန့်ပြောင်းလဲခြင်းရတော့ဘယ်လိုလုပ်မလဲဥပမာခုနကပြတင်းပေါက်အလုံး90တဲ့ကတစ်ခုတည်းရဲ့ sill height ကိုပဲမြင့်ချင်တာမျိုးပေါ့ဒီ slide မှာအဓိကကွာခြားချက်ကိုရှင်းရှင်းလင်းတွေ့နိုင်ပါတယ် edit type ဆိုတာပုံစံချမ်းကိုပြင်တာဖြစ်လို့သူ့မျိုးစားထဲမှာရှိတဲ့ຢာအားလုံးကိုတက်ရောက်တဲ့ global change ပါ properties ကတော့ရွေးထားတဲ့ຢာတစ်ခုတည်းကိုပဲတီးတန့်ပြင်တာဖြစ်လို့ local change ဖြစ်ပါတယ်ဒီစကားကအရာအလုံးကိုအနစ်ချိုးလိုက်တာပါပဲ properties change the selection edit type changes the type ဆိုတော့က properties ကလက်ရှိရွေးထားတဲ့တစ်ခုတည်းကိုပဲပြောင်းတယ် edit type ကတော့အဲ့ဒီအရာရဲ့မျိုးရိုးဗီဇသူ့ရဲ့ type တစ်ခုလုံးကိုပြောင်းလဲစေရပါဒီကွာခြားချက်ကိုနားလိုက်ခြင်းကဘာကြောင့်ဒီလောက်အရေးကြီးတာလဲဒါကအချင်းကုန်တက်တာစေတာထက်အများကြီးပိုပါတယ်တကယ်တော့ဒါဟာကျွမ်းကျင်တဲ့ BIM အသုံးပြုသူတယောက်ရဲ့အမတ်အသားတစ်ခုပါပဲဒီနှစ်ခုကိုကောင်းကောင်းခွဲခြားနိုင်ရင်အချင်းကိုအစားပေါင်းများစွာတက်တာစေတယ် project တစ်ခုလုံးရဲ့ design ကိုတည်ငြိမ်မှုရှိစေတယ်လူကြောင့်ဖြစ်တဲ့အမားတွေကိုတိတိတသာရီချော့ချနိုင်ပြီးဘလောက်ပဲရှုပ်ထွေးတဲ့ model ကြီးဖြစ်နေပါစေလွယ်လွယ်ကူကူစီမံခန့်ခွဲနိုင်မှာပါဒါကြောင့် type နဲ့ instance ကို software ရဲ့ feature တစ်ခုခလုတ်တစ်ခုလို့တပုံမထားပါနဲ့ဒါဟာ BIM ဆိုတဲ့နည်းပညာရဲ့အဓိကကျတဲ့အတွေးခေါ်အခြေခံအကျုံးဆုံး workflow တစ်ခုပဲဖြစ်ပါတယ်ကဲအခုဒီ concept ကိုတည်သွားပြီဆိုတော့ကိုယ့်ရဲ့ model တွေကိုပြန်ကြည့်လိုက်ပါပြတင်းမောက်တွေတကားတွေအပြင်နန်းရမ်းတွေကြံရင်းတွေပရိပုံကားတွေမှာတခြားမလို့ပုံစံကြံတွေပုံနေတယ်လဲအဲ့ဒါတွေကိုရှာဖွေပြီးထိန်းချုပ်နိုင်ခြင်းကပဲကျွမ်းကျင်သူတယောက်ရဲ့အမှတ်သားပါပဲ